မင်္ဂလာပါရှင်ခေတ်သစ်ရန်ကုန် TV Channel ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငစုံမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့မိုင်းထိပြီး20ဦးသေဆုံးတယ်လို့ဆိုပြီးအိမ်ကြီး90ခန့်မိရှုခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငစုံမြို့နယ်တန်ကုန်းကြီးရွာမှာမိုင်းခွင်းထဲကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကာကွယ်တပ်ဖွဲ့ကမိုင်းနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား20သေဆုံးခဲ့ကြောင်းငစုံမိနကဖွဲ့ခေါင်းဆောင်ကသတင်းဌာနကိုပြောပါရယ်။မေလ10ရက်မနက်9နာရီခန့်မှာမြို့သားမြို့နယ်ငစုံမြို့အကိုကာလန်ပေါ်ရှိတန်ကုန်းကြီးရွာမှာတော်နင်းရန်လူစုနေတဲ့စစ်ကောင်စီတပ်သား90ကျော်ကကာကွယ်တပ်ဖွဲ့များထောင်ထားတဲ့မိုင်းခွင်းထဲကိုဝင်ရောက်လာကြောင်းငစုံမီနကဖွဲ့ခေါင်းဆောင်ကပြောပါရယ်သူတို့စစ်ကောင်စီလူစုနေတဲ့ချိန်မှာအဲ့ဒီရွာဝင်လန်းကိုလာမတီလို့မိုင်းထောင်ထားတာအဲ့ဒီလောက်လူများမယ်လို့မထင်ထားဘူးသူတို့ကကိုရီမိုင်းခွင်းထဲဝင်လာလို့တေတာ20လောက်တေတဲ့တုံးလုံးပလက်တွေအများကြီးပဲ AB 20ရက်ကလည်း9ကောင်ကလက်နဲ့ကြောင်တေတာကြမ်းတာမိုင်းကျိုးနဲ့ညှိပြီးကုန်တာလို့ငစုံမီနကဖွဲ့ခေါင်းဆောင်ကပြောပါရယ်မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖောကားဆယ်စီနဲ့အဆိုပါနေရာကိုဝင်ရောက်ခဲ့ရာကာကွယ်တပ်ဖွဲ့များကလက်နက်ငယ်တွေနဲ့ပစ်ခတ်ရင်မိနစ်ပိုင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတပ်ဆုတ်ခွာခဲ့ရပါတယ်။အဲဒီနောက်မနက်9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတန်ကုန်းကြီးရွာကိုမိရှုဖျက်ဆီးခဲ့တဲ့အတွက်ဒေသခံများအလင်းမြန်ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်ခဲ့ရပါတယ်။အင်ဂျင်2000ခန်းရှိတဲ့တန်ကုန်းကြီးရွာမှာအင်ဂျင်90ကျော်မိလောင်ပျက်စီးခဲ့ပြီးရွာလယ်ဘုံကြီးကျောင်းတွင်းရှိပစ္စည်းများနဲ့ကားတစ်စီးကိုလည်းစစ်ကောင်စီတပ်ဖွဲ့ကယူဆောင်သွားခဲ့ပါတယ်။မိရှုပြီးတော့ဘုံကြီးကျောင်းရဲ့ကားတွေပစ္စည်းတွေတဲတဲ့အခုတစ်ခေါက်90ကျော်တဲ့ရှို့တာမီးတင်တော့ပြည်သူတွေကတရွာလုံးပြေးလာတာမြင်နေရတယ်မီးခိုးလုံးတွေအခုရွာတဲ့တယောက်မှမနေရဘူးလို့ဒေသခံတအုပ်ကပြောပါတယ်ဒီကနေ့တိုက်ခိုက်မှုမှာငစုံမီးနကဖွဲ့နဲ့စက်ကိုင်းခရိုင်တရင်လေးတို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်ပြီးခဲ့တဲ့ဧပြီလ20ရက်ကလည်းတန်ကုန်းကြီးရွာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား9ဦးလက်နက်ငယ်ကြောင့်တေဆုံးပြီး10ဦးခန့်မိုင်းတရရရှိခဲ့ပါတယ်အခုဖြစ်စဉ်အပါအဝင်တန်ကုန်းကြီးရွာမှာစစ်ကောင်စီတပ်ဖွဲ့ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်အင်ဂျီ90ကျော်မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတပိတ်ချင်းမှာတွင်းငရတဝိုင်းစစ်အုပ်စုကအပြင်းအထန်ပုံကျဲပြီးဝိုင်းတွင်းအပေါ်ကနေဘုံတွေဖာလိုက်တွန်းချနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရဲ့စစ်အုပ်စုခိုအောင်နေတဲ့နောက်ဆုံးလက်ကျန်စစ်စခန်းတာတာက73ခေါ်အမှတ်73စစ်တမ်းမြေလေးကျင်းတနန်းကျောင်းနေရှိတွင်းငယ်ချင်းရွာတဝိုက်ကိုစေအုပ်စုကနေရောညပါအပြင်းထန်လေးချောင်းပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်စေအုပ်စုကတာတာက73အနီးတွင်းငယ်နဲ့ရေညာဦးရွာတဝိုက်ကိုဂျက်ဖိုက်တာတိုက်လေရင်နဲ့ပုံကျဲတယ်လို့ဝိုင်းတွဲအမျိုးအစားလီရင်နဲ့လည်းတစ်ကြိမ်ပုံလုံးရေ20ကျော်ဒီဖာလိုက်တော့ချကျဲချနေရလို့ဆိုပါတယ်မေလ4ရက်ကနေ6ရက်နေ့အထိ3ရက်ဆက်တိုင်းပုံလုံးရေရာနဲ့ချီကျဲချခဲ့တယ်လို့လေရင်ပေါ်ကနေစစ်တပ်နဲ့ပါပစ်ခတ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ရေညာဦးဘလောက်ဖြစ်မယ်။တွင်းငယ်ရေညာဦးကြပေါ်အခုပွဲဖြစ်နေတဲ့ဘက်တွေကျဲတာသူတို့နေရာတချို့ရပြီလို့အပေါ်ကောင်လီရင်နဲ့ရောလာနာကြီးနဲ့ရောသူတို့ဘက်ကပြန်ခံတာမနေ့ကနေရောညာရောကျဲတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်။အဲ့ဒီမေလ4ရက်ကနေ6ရက်ထိ3ရက်တာအတွင်းတွင်းငယ်ရောတဝိုက်ကိုတိုက်လီရင်ဝိုင်းတွဲလီရင်နဲ့10ချိန်ထပ်မင်းပုံကျဲခဲ့ပြီးဝိုင်းတွဲလီရင်နဲ့ပုံကျဲချမှာတော့ပြတ်မှတ်နေရာတွေကိုကျဲချတာမျိုးမဟုတ်ပဲတစ်ချိန်ကိုပုံတီးလုံးရေ10နဲ့ချီပြီးချက်ဖာလိုက်ကျဲချတာမျိုးဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်အဲ့ဒီတွင်းငယ်နဲ့ရေညာဦးရွာပါဝင်တာက73တဝိုက်ကကျေးရွာတွေကိုစစ်အုပ်စုကဒရုန်းနဲ့လည်းပုံကျဲတာတွေစက်တိုင်လှုပ်ဆောင်နေပြီးကျေးရွာတွေနေအိမ်တွေပြတ်မှတ်ထားကဒရုန်းနဲ့ပုံကျဲခံရလို့မီးလောင်တာဒေသခံပြည်သူတချို့ဒဏ်ရာရတာရှိတယ်လို့ဆိုပါတယ်။ပြည်သူတွေပဲရှိတဲ့အိမ်ကိုလည်းဒရုန်းနဲ့ချတာပြည်သူ9ဦးတော်ထိသွားတယ်တအုပ်ကစိုးရင်ချင်းနေလို့ဒေသခံတအုပ်ကပြောပါတယ်တပိတ်ချင်းမျိုးအပါဝင်တပိတ်ချင်းနယ်တွေကစစ်စခန်းအများပြားကို2024နှစ်လယ်ပိုင်းမှာတော်လိုင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိတပိတ်ချင်းနယ်မှာတွင်းငယ်ကျေးရွာနီးကတာက73နဲ့9မိုင်ကျေးရွာနီးကကြောက်ကြီးနီးပညာတပ်ခေါ်သိပ္ပံနဲ့နည်းပညာတက်စာခကနှစ်ခေါ်အမှတ်နှစ်စစ်အခြေခံလေ့ကျင့်တက်စတဲ့စစ်စခန်းတွေသာကျန်ရှိရတာဖြစ်ပါတယ်။တပိတ်ချင်းမြို့ပါဝင်မိုးကုတ်စင်ကူးစတဲ့မြို့ရွာတွေကစစ်ရှုံးပြီးထွက်ပြေးလာတဲ့စစ်အုပ်စုနဲ့ပြူစောတီတွေကအဲ့ဒီတပိတ်ချင်းတွေကလက်ကျန်စစ်စခန်းတွေမှာခိုအောင်နေပြီးလေကြောင်းအားကိုနဲ့ခုခံနေတာဖြစ်ပါတယ်။တွင်းငယ်နဲ့9မိုင်ရွာနီးကလက်ကျန်စခန်းနေတဲ့ခိုအောင်နေတဲ့စစ်အုပ်စုကိုတော်လိုင်းတပ်တွေကပိတ်ဆို့ထားတာ10လခန့်ရှိလာပြီးလက်ရှိမှာစစ်အုပ်စုကပေါ်တာဆွဲစစ်သားစုစစ်တနန်းပေးထားတဲ့လူငယ်တွေကိုလေကြောင်းကတဆင့်တပိတ်ချင်းတွေကလက်ကျန်စခန်းနေတဲ့ပို့လွတ်ခါအတေကန်စစ်သားအဖြစ်အသုံးချပြီးဖောက်ထွက်နိုင်ဖို့စ조사နေတယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။အဲ့ဒီတပိတ်ချင်းနဲ့လက်ကျန်စစ်စခန်းတွေအနီးကကျေးရွာတွေကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်တာရွာတွေကိုမီးရှို့တာဒရုန်းနဲ့ဘုံတိချတာတွေကြောင့်တွင်းငယ်နဲ့9မိုင်ရွာပါဝင်အနီးဝန်းကျင်ကျေးရွာ10ရွာကျော်ကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေစစ်ဘေးတင်းရှောင်ထွက်ပြေးနေကြတာလေ10လခန့်ကြာမြင့်နေပြီဖြစ်ပါတယ်လို့ပြောပြထားပါတယ်။
နောက်ထပ်တစ်ပုတ်အနေနဲ့အိန္ဒိယကမြန်မာဘက်ကျော်ပြီးနေဆက်ချန်စီယိုကာရန်နေမှုပေါ်တမူ PDF တားမြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေကျော်တာ4နေရာလောက်ရှိတဲ့တနေရာကစကစဆိုမိုးတဲ့တမူးမိုးရီကြားမှာ3နေရာကကျွန်တော်တို့တော်လိုင်းဖွဲ့ဆိုမိုးတဲ့နေရာမှာပါကျွန်တော်တို့တားပြီးမဲ့ဆက်လုပ်နေတာရှိတဲ့ဒါကိုကျွန်တော်တို့ထပ်ပြီးတားမြစ်ထားပါတယ်လို့ PDF တအုပ်ကပြောပါတယ်။အိန္ဒိယကမြန်မာနိုင်ငံပိုင်နဲ့အတွင်းဝင်ပြီးချန်စီယိုကာရန်နေမှုကိုတမူးမြို့မှာပြည်သူ့ကာကွယ်တပ်တွေကကန့်ကွက်တားမြစ်ထားတော့လဲစက်ကာနေတဲ့အိန္ဒိယအစိုးရရဲ့လုံရက်ပေါ်တမူးဒေသခံတွေနဲ့တော်လိုင်းအင်အားစုတွေကပြစ်တင်ရှုတ်ချနေပါတယ်။အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နဲ့တမူးမြို့နယ်ကြားနေဆက်ချန်စီယိုကို2022ခုနှစ်ဇွန်လမှာစတင်ပြီးအိန္ဒိယနိုင်ငံဘက်မှချန်စီယိုကာခဲ့တာဖြစ်ပြီးအခုအခါတမူးမြို့နီရောက်ရှိလာခြင်းဖြစ်ပါတယ်။နေကျော်တာ4နေရာလောက်ရှိတဲ့တနေရာကစကားစာစိုးမိုးတဲ့တမူးမိုးရီမြို့ကြားမှာ3နေရာကကျွန်တော်တို့တော်လိုင်းဖွဲ့စိုးမိုးတဲ့နေရာမှာပါကျွန်တော်တို့တားပြီးမဲဆက်လုပ်နေတာရှိရဲ့ဒါကိုကျွန်တော်တို့ထပ်တားမြစ်ထားပါတယ်လို့တမူးမြို့နယ်မှာကာကွယ်ရဲဘော်တအုပ်ကပြောပါတယ်။အိန္ဒိယကပြီးခဲ့တဲ့ဧပြီလကတမူးမြို့အနောက်ဘက်ရှိနေဆက်မှာမှတ်တိုင်း59-60ကြားနဲ့မှတ်တိုင်း85-86ကြားမှာမြန်မာဘက်ခြမ်းကိုပြီး600ခန့်ကျူးကျော်ပြီးချန်စီယိုခတ်နေတာကြောင့်တမူးခရိုင်မှတ်1တိုင်ရင်ကတွားရောက်တားမြစ်ခဲ့ပါတယ်။အဲဒီလိုတားမြစ်ပြီးနောက်အဆိုပါနေရာမှာရှာရနာထားတော့လဲမှတ်တိုင်း80နဲ့83ကြားမှာမြန်မာဘက်ကိုဝင်ကဆက်ကနေပြီးတမူးခရိုင်မှတ်3တိုင်ရင်ကထပ်မံတားမြစ်ထားပါတယ်။